Hello အားလုံးပဲမင်္ဂလာပါမတို့ Thai Fashion တိုင်းသုံးလုံးမြန်မာဝတ်စုံ page ကနေကြိုဆိုပါရစေအခုဒီ video file ထဲမှာကြတော့ဗောနော်အမအခုဝတ်ပြထားတဲ့ပိတ်ဖောက်စာဒီအင်ကြီးလေးနဲ့ပြီးအောက်ကကြတော့မတို့စိတ်လုံးဝမကျွတ်ဘူးဗောနော် Indo print ဗောနော်ကချင် print ဟာလေးကိုဒီ video ထဲမှာရမယ့်ရောင်လေးကိုပြပေးသွားမှာဖြစ်ပါတယ်အမတို့ကကြတော့ထုတ်တာပဲဘုံတစ်မျိုးပဲထုတ်တယ်နော်ထမိန်ကကြတော့၄လွှာချိတ်ထမိန်အသားချိတ်တက်ပါသူကကြတော့၄လွှာချိတ်ထမိန်ဆိုတော့လေဝတ်လိုက်လို့ရှိရင်ဘယ်လိုပြောရမလဲဒီခြေသလုံးတွေပေါ်တာတွေထိုင်လိုက်ရင်ဒူကောင်းတွေပေါ်မှာမစိုးရင်ရအောင်ပေါ့နော်လိုလိုကြုံလေးပဲဒီအောက်ပိုင်းอ่ะเนาะဂျိတ်ထမိန်ဆိုတာဒါမျိုးကိုပြောတာပါ၄လွှာဒီအထက်ကဒီအသားဂျိတ်တွေအများကြီးပါတယ်အသားဂျိတ်တွေပါတော့ကိုပိန်နေွားတယ်ဆိုလေဒီမှာဂျိတ်ကိုရွှေ့ဝေလို့ရတယ်ပေါ့နော်ဒါလေးတွေပါသူက medium ဆိုရင်ခါ24ကနေခါ29ထိဆိုရင် medium ယူပေးပေါ့နော်ခါ29 28လောက်ကနေ32သမားဆိုရင်လက်ဆိုင်ယူပေးเนาะဒီကလို့ကိုကဝစ်ကြည့်လိုက်လို့နည်းနည်းကြက်တယ်ကျင်းတယ်ဆိုလဲဘေးမှာပြင်ဖို့တော့ကိုမတို့တိစားအသားပိုတွေထည့်ပေးထားတယ်ဒီလိုလေးเนาะကိုကဆိုင်မှာသွားပြီးတော့ဒီတစ်ချောင်းနေပြီးတော့ဘေးကိုဖြီချလိုက်တယ်ဆိုလေလက်ဆိုင်သမားကြီးဆိုရင်ခါ32ထိရတယ်เนาะအခုဒီမှာမဝတ်ပြတ်ထားတဲ့ဒီရောင်လေးကိုကြာရင်ဒါလေးကဒေါနာစိန်ကာလာလေးပါအခုလက်ထဲမှာကင်ထားတဲ့ဟာလေးเนาะဒီဟာလေးကကျတော့ကြက်သွေးရောင်လေးเนาะတော်တော်လှတယ်ဒီဟာလေးเนาะလုံးဝအသားဆောင်နဲ့အစီအောင်ဆူဆူလေးနဲ့เนาะထမိန်ကကျတော့မတို့ဒီမှာဒီကချင်အင်ဒိုပရင့်ဆေးလုံးဝမကျွတ်ဘူးเนาะမတို့ထုတ်တဲ့ဒီထမိန်သားတွေအင်ဂျီတွေကလုံးဝဆေးမကျွတ်ပါဘူးဒီလက်ထဲမှာကင်ထားတဲ့ဟာလေးကကျတော့ဒါကဆက်နွင်းဝါအယောင်လေးပေါ့เนาะသူကအသားဖြူတဲ့သူအသားလက်တဲ့သူတွေဆိုရင်လုံးဝဝင်းဝါပြီးတော့လှတယ်ဒီကာလာเนาะဒါလေးကြာရင်ဆက်နွင်းဝါလို့အမတို့ရဲ့ Thai Fashion တိုင်းသုံးလုံး page မှာလာမှာပြီเนาะတကယ်လို့Facebook ကိုမသုံးဘူးဆိုလို့ရှိရင်လည်းအမတို့ရဲ့ Viber ဖုန်းနံပါတ်09603848ပေါ့เนาะအဲ့ Viber မှာလာပြီးတော့ဝယ်လို့ရတယ်เนาะဒါလေးကကျတော့ခဲရောင်လေးပါအရင်ကလည်းခဲလေးเนาะအသားဖြူတဲ့သူတွေဝတ်လာရင်လုံးဝအယောင်လေးကဘိုးဆန်ပြီးတော့တကယ်ကိုရှင်းရှင်းလေးနဲ့လှတာเนาะဒါလေးကြာရင်မဟုတ်ခဲလို့လာဝယ်ပြီးเนาะ page မှာဒီကောင်လေးကကျတော့ခရမ်းလေးပါเนาะဒါလေးကခရမ်းတီးရောင်ဆူဆူလေးเนาะဒါလေးကြာရင်ခရမ်းဆိုပြီးတော့ဒီရောင်လေးကို screenshot နဲ့လာဝယ်ပြီးเนาะပြီးသွားလို့ရှိရင်ဒီဟာလေးကကျတော့မတို့အုတ်ကျိုးရောင်လေးပါเนาะအုတ်ကျိုးရောင်လေးတွေအသားဆောင်ပါတယ်ဒီ color လေးကဒီကောင်လေးကကျတော့မယန်းစီရောင်လေးเนาะမယန်းအုတ်ကျိုးခရမ်းเนาะဒီရောင်လေးတွေကိုမတို့ page မှာတစ်ချက်လေးအရောင် screenshot လေးနဲ့လာဝယ်လေးရတယ်เนาะဒါလေးကအဖြူစွတ်စွတ်ကလေးပေါ့เนาะအဖြူလေးကိုမတို့ဒီလိုတချင်ဒီ print လေးနဲ့တွဲပေးထားတယ်เนาะဒါကကျတော့မတို့အညိုလေးပါเนาะအညိုနဲ့တနခါဖောက်ထားတဲ့အရောင်လေးအရင်ကြီးအညိုမရင်ဘူးเนาะတူသွားတဲ့အရောင်ပါเนาะဒါလေးကကျတော့ပတောက်ဝါလေးပါဒီကောင်လေးကကြတော့မတို့မိတ်ကက်ရောင်လေးเนาะအရောင်လေးအများကြီးထုတ်ပေးထားတဲ့ကာလာဆုံးပေါ့เนาะလက်လီလက်ကရောင်းပေးတာဖြစ်တယ်ဒါလေးကမတို့တစုံကိုလက်လီရောင်စီက3000နဲ့3000ပါဒါလို့လက်ကားလိုချင်တယ်ဆိုလဲမတို့10တယ်အထက်50အထက်တရသမားတွေဆိုလဲမတို့ရဲ့ Thai Fashion တိုင်းသုံးလုံး page မှာလာပြီးတော့ဝယ်လို့ရတယ်เนาะမတို့မြန်မာတနိုင်ငံလုံးပို့ပေးတယ်ထိုင်းစင်ကာပူမလေးရှားနိုင်ငံတွေလည်းပို့ပေးတယ်เนาะဒါလေးပါကွစ်ကတာလုံးဝဒီလက်ကလေးတွေကအစာလေးစာလေးတွေနဲ့ဆိုတော့လေပို့ပြီးတော့ရှင်ပြီးတော့